Iran's formerly supreme leader, Ayatollah Khamenei, is dead. ယနေ့တရင်စာမျက်နှာတွေမှာအစ္စရေးအမေရိကန်နဲ့အီရန်ဒီနိုင်ငံတွေကြားကစစ်ပွဲတရင်တွေကိုနေတိုင်းလိုမြင်တွေ့နေရပါတယ်။ဒီတရင်တွေကိုကြည့်ပြီးတော့ဘယ်သူကလူဆိုဘယ်သူကလူကောင်းဆိုပြီးတော့လည်းပြောဆိုတတ်မှတ်နေကြပါတယ်။တကယ်တော့လူဆိုလူကောင်းခွဲခြားဖို့ဆိုတာတကယ်ကိုခက်ခဲတဲ့ကိစ္စပါ။ဘာကြောင့်လဲဆိုတော့အခုဖြစ်ပြနေတဲ့ပြည်ပခါတွေကရုတ်တရက်ပေါ်ပေါက်လာတာမဟုတ်ဘဲနဲ့လွန်ခဲ့တော့နှစ်ပေါင်း40ကျော်ကလေးကအမြင့်တွယ်ပြီးတော့တည်ရှိနေတာပါ။ဒီနေရာမှာမေးစရာရှိလာတာကဒီလောက်ဆယ်စုနှစ်ချီကြာနေတဲ့ပြည်ပခါကြီးကဘာကြောင့်အဆုံးမတက်နိုင်ရတာလဲဒီမေကုန်းကိုနားလဲဖို့ဆိုလို့ရှိရင်ကျွန်တော်တို့တွေကအတိတ်ကိုမဖြစ်မနေပဲပြန်ပြီးတော့တိုးဆွကြည့်ဖို့လိုအပ်ပါတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့တခြားသူတွေဖန်တီးထားတဲ့တစ်ဖက်တဲ့အမှန်တရားတွေအောက်မှာပဲမတိမတာဆက်လက်ပြီးတော့ပိတ်မိနေပါလိမ့်မယ် Iran, because of the great leadership of the Shah, is an island of stability. Iran has been a very dangerous player. They're a nation of terror. انشاءالله به توفیق الهی دشمن رو به زانو در خواهیم آورد. အမေရိကန်နဲ့အီရန်ကြားကပြည်ပခါကိုပြောလာရင်1989ခုနှစ်အရာဒေါ်လာခိုမင်းနီအာဏာရလာတဲ့အစ္စလာမစ်ဒေါ်လာရေးကနေအစာပြိုးခဲ့တယ်လို့လူအများစုကယူဆကြပါတယ်။ဒါကတစ်စိတ်တစ်ပိုင်းမှန်ပေမဲ့လို့အပြည့်အဝတော့မမှန်ပါဘူး။ဒီအချက်ကိုလက်ခံလိုက်မယ်ဆိုလို့ရှိရင်ဘာကြောင့်အီရန်ပြည်သူတွေကအမေရိကန်ကိုမယုံကြည်တာလဲ။တနည်းအားဖြင့်မုန်းတီးတာလဲဆိုတဲ့အရေးကြီးတဲ့အချက်ကိုလွတ်သွားပါလိမ့်မယ်။ဒီမေကွန်းရဖြေက1953ခုနှစ်မှာရှိနေပါတယ်။1953မတိုင်ခင်ထိတော့အီရန်ပြည်သူတွေရဲ့အမြင်မှာအမေရိကန်ကဗြိတိန်နဲ့ရုရှားတို့လိုသူတို့ပေါ်အမျက်ထုတ်နေတဲ့နယ်ချက်အင်အားကြီးနိုင်ငံမဟုတ်ဘဲနဲ့သူတို့ရဲ့ပညာရေးကျန်းမာရေးနဲ့နည်းပညာကဏ္ဍတွေမှာကိုညီပေးနေတဲ့မိဖက်နိုင်ငံတစ်ခုလိုမြင်ကြပါတယ်။ဒါပေမဲ့ဒီအမြင်တွေကအမေရိကန် CIA ကဦးဆောင်ပြီးတော့အီရန်ရဲ့ဒီမိုကရေစီအစိုးရဝန်ကြီးချုပ်မိုဟာမက်မိုဆာဒတ်ကိုအာဏာသိမ်းပြီးတော့ဖြုတ်ချလိုက်တဲ့အခါမှာတော့လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဝန်ကြီးချုပ်မိုဟာမက်မိုဆာဒတ်ကနိုင်ငံခြားကုမ္ပဏီတွေလက်ဝဲကြီးအုပ်ချုပ်ကင်ထားတဲ့အီရန်ရဲ့ရေနံလုပ်ငန်းကိုနိုင်ငံပိုင်ဖြစ်သိမ်းယူပြီးတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အသုံးပြုဖို့စ조사ခဲ့သူပါ။ဒါပေမဲ့ဒီစ조사မှုဟာအနောက်နိုင်ငံတွေရဲ့စီးပွားရေးအကျိုးစီးပွားကိုတိုက်ရိုက်ထိပါလာတဲ့အတွက်ကြောင့်အမေရိကန်က Operation Aegis လို့ခေါ်တဲ့လျှို့ဝှက်အာဏာသိမ်းမှုကိုစီစဉ်ပြီးတော့မိုဆာဒတ်အစိုးရကိုဖယ်ရှားခဲ့ပါတယ်။ဒီနေရာမှာအမေရိကန်အစိုးရရဲ့ double standards ပေါ့လေတနည်းအားဖြင့်ပြောတစ်မျိုးလုပ်တစ်မျိုးနိုင်ငံခြားရေးမူဝါဒကိုအထင်ရှားတွေ့နိုင်ပါတယ်။အထူးသဖြင့်စစ်ရေးကာလအတွင်းမှာဆိုဗီယက်ရုရှားရဲ့ကွန်မြူနစ်ဝါဒချက်ထွင်လာမှုကိုတားဆီးဖို့ဒီမိုကရေစီပြန်ပွားအောင်လုပ်မယ်လို့ကြွေးကြော်ထားရင်ပဲလို့အီရန်နိုင်ငံထဲမှာတော့သူ့ရဲ့အကျိုးစီးပွားအတွက်လူတို့ကရွေးကောက်ထားတဲ့အစိုးရကိုဖျောက်ချပြီးတော့အာဏာရှင်နဲ့အစားထိုးခဲ့တာကိုတွေ့ရပါလိမ့်မယ်။အာဏာသိမ်းမှုအပြီးအမေရိကန်ရဲ့အကူအညီနဲ့ရောမကနေပြန်လာပြီးတော့အာဏာရလာတဲ့ရှားဘီရင်အားဒီမိုကရေစီစနစ်ကိုဖျက်ဆီးပြီးတော့အကျွမ်းမဲ့အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့ပါတယ်။သူ့ရဲ့အာဏာတည်မြဲဖို့အတွက်လျှို့ဝှက်ရက်တပ်ဖွဲ့ကိုတည်ထောင်ပြီးတော့သူ့ကိုဝေဖန်တဲ့နိုင်ငံသမားတွေចောင်းသားတွေနဲ့လူတို့ကိုစနစ်တကျအကြမ်းဖက်ဖိနှိပ်ခဲ့ပါတယ်။အဆိုးဆုံးက1988ခုနှစ် Black Friday နေ့မှာဖြစ်ပွားခဲ့တဲ့လူထုဆန္ဒပြမှုကိုအကြမ်းဖက်ဖြိုခွင်းခြင်းပါ။ဒေတာတွင်သတင်းတွေအရအဲ့ဒီနေ့ကအစိုးရရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့်ចောင်းသားပြည်သူပေါင်း4000နီးပါးတေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။အီရန်ပြည်သူတွေကသူတို့တွေဒီလိုဖိနှိပ်ခံရတိုင်းသွေးမြေကြတိုင်းအမေရိကန်နဲ့အစ္စရေးတို့ကရှားဘီရင်ကိုနောက်ွယ်ကနေနည်းပညာနဲ့စစ်ရေးရပံ့ပိုးကူညီနေတယ်လို့ဆွဆွဲကြပါတယ်။တကယ်လက်တွေ့မှာလည်းအမေရိကန်နဲ့အစ္စရေးတို့ဟာဆိုရင်ရှားဘီရင်ကိုနှစ်ပေါင်း30နီးပါးအကြီးအကျယ်ပဲပံ့ပိုးကူညီပေးခဲ့ပါတယ်။ဒီလိုနဲ့အီရန်ပြည်သူတွေရဲ့အကြားမှာတော့အမေရိကန်နဲ့အစ္စရေးပေါ်မုန်းတီးမှုတွေစတင်ပြီးတော့ပုံပေါ်လာပါတယ်။ပို့ပြီးတော့ဆိုးွားတာကရှားဘီရင်ရဲ့အသင်းအကျက်အနောက်တန်းဆန်အောင်လုပ်တဲ့ခင်မီရေးမူဝါဒနဲ့လှုပ်ဆောင်ချက်ပါ။ဒီလှုပ်ဆောင်ချက်တွေကအီရန်လူထုအတွင်းမှာရာစုနှစ်ပေါင်းများစွာအမြင့်တွယ်နေတဲ့ဘာသာရေးရိုးရာယဉ်ကျေးမှုနဲ့ဓလေ့တွေကိုဖျက်ဆီးစော်ကားရရောက်နေခဲ့ပါတယ်။နောက်ဆုံးတော့အရာထိုလာခိုမင်းနီအပါအဝင်ဘာသာရေးဆရာတွေကိုပါဖိနှိပ်ဖမ်းဆီးလာတဲ့အခါမှာတော့အီရန်လူထုရဲ့ဒေါသကအမြင့်ဆုံးဆင့်ကိုရောက်လာခဲ့ပါတယ်။ဒီနေရာမှာဘာသာရေးဆရာတွေရဲ့ရှားဘီရင်ကအမေရိကန်နဲ့အစ္စရေးတို့ရဲ့အကျိုးစီးပွားအတွက်တာအုပ်ချုပ်နေတဲ့ရုပ်သေးရုပ်တနည်းအားဖြင့်အမေရိကန်နဲ့အစ္စရေးနိုင်ငံတွေဟာအီရန်ကိုဖျက်ဆီးနေတာဆိုတဲ့ဝါဒပြန်ပုံဖော်မှုတွေကအတော်ကိုပဲအလုပ်ဖြစ်ခဲ့ပါတယ်။ရှားလက်အနေနဲ့တော့အမေရိကန်နဲ့အစ္စရေးတို့ဟာဆိုရင်အီရန်ရဲ့မိဖက်ဘဝကနေဘာသာရေးနဲ့ယဉ်ကျေးမှုကိုဖျက်ဆီးနေတဲ့အဓိကရန်သူအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုဆယ်စုနှစ်ချီပြီးတော့စွတ်ပုံလာတဲ့အမုန်းတရားနဲ့အမျက်ဒေါသတွေက1989ခုနှစ်မှာတော့ကမ္ဘာကိုအံ့အားသင့်စေခဲ့တဲ့အမေရိကန်တန်ယုံစီးနှင်းမှုအဖြစ်ပေါ်ပေါက်လာခဲ့ပါတယ်။
1989ခုနိုဝင်ဘာ4ရက်မနက်ပိုင်းမှာတီရီယန်တက္ကသိုလ်ကကျောင်းသားလူငယ်တွေကအမေရိကန်ပြည်သုံးပါစေရှားဘီရင်ကိုငါတို့စီလွှဲပြီးငါတို့ရဲ့ဥပဒေနဲ့အရေးယူမယ်ဆိုတဲ့ကြွေးကြော်တန်တွေနဲ့အတူအမေရိကန်တန်ယုံကိုဥတီချစ်တက်လာခဲ့ကြပါတယ်။အစပိုင်းမှာတော့ဒါကတန်မန်ဆန္ဒပြပွဲတစ်ခုလိုမြင်ရပါတယ်။ဒါပေမဲ့ကျောင်းသားတွေကတန်ယုံထဲကိုစီးနှင်းဝင်ရောက်ပြီးတော့အမေရိကန်နိုင်ငံသား52ဦးကိုတစားကန်အဖြစ်ဖမ်းဆီးခဲ့ပါတယ်။ဒီလိုနဲ့1989ကနေ1982ခုနှစ်အထိရပ်ပေါင်း444ရက်ကြာသွားခဲ့တဲ့တစားကန်အကြက်တဲကြီးပေါ်ပေါက်လာခဲ့ပါတယ်။ဒီဖြစ်ရပ်ကအယာထိုလာခေါ်မင်းတွေအတွက်တော့သူ့ရဲ့အာဏာကိုအခိုင်အမာတည်ဆောက်နိုင်မဲ့အခွင့်အလမ်းကောင်းကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ခေါ်မင်းတွေကကျောင်းသားတွေရဲ့လုပ်ရက်ကိုချက်ချင်းထောက်ခံခဲ့ပြီးတော့ဒီအရေးခင်းကရှားဘီရင်ကိုဖြုတ်ချခဲ့တဲ့တော်လိုင်းရဲ့ထက်တောင်ပိုပြီးတော့ကြီးမားတယ်လို့ချီးမွမ်းခဲ့ပါတယ်။ဒီစကလုံးကလမ်းပေါ်ကအကြမ်းဖက်စီးနှင်းမှုတစ်ခုကိုတရားဝင်မှုရှိတဲ့တော်လိုင်းရဲ့တစ်ခုအဖြစ်ကိုချက်ချင်းပြောင်းလဲပုံဖော်ပေးခဲ့ပါတယ်။အမှန်တကယ်တော့ကွန်မြူနတီကဒီလှုပ်ဆောင်ချက်ကိုမဟာဗျူဟာကြကြလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။1989ခုအစ္စလာမစ်တော်လိုင်းကာလအတွင်းမှာရှားဘီရင်ကိုဖယ်ရှားနိုင်ခဲ့ပေမဲ့လို့တော်လိုင်းအပြီးမှာတော့အီရန်နိုင်ငံကိုဘယ်သူကတကယ်ချုပ်ကိုင်မလဲဆိုတဲ့မေးခွန်းအတွက်အင်အားစုအမျိုးမျိုးကြားမှာအာဏာပြိုင်ဆိုင်မှုတွေပြင်းထန်နေခဲ့တာပါ။ကွန်မြူနတီကရရှိလာတဲ့အခွင့်အရေးကိုအမိရစုပ်ကိုင်ပြီးတော့အမေရိကန်မုန်းတီးရေးကိုလောင်စာဖြစ်အသုံးချပြီးတော့လူထုထောက်ခံမှုကိုတစ်ခက်နဲ့ရယူလိုက်တာဖြစ်ပါတယ်။လူထုထောက်ခံမှုတွေရရှိလာတဲ့တပြိုင်နက်တည်းသူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေကိုတော်လှန်ရေးကိုဆန့်ကျင်သူအနောက်တိုင်းရဲ့လက်ပါစီစသဖြင့်တစိမ့်တွေကပ်ပြီးတော့အပြတ်ရှင်းဖယ်ရှားခဲ့ပါတယ်။တနည်းအားဖြင့်တော့တစားကန်အရေးခင်းဟာအပြင်ပန်းမှာတော့အမေရိကန်နဲ့ရင်ဆိုင်ရမယ့်ပြဿနာလို့ထင်ရပေမဲ့လို့အတွင်းပိုင်းမှာတော့ကွန်မြူနတီရဲ့အကျွင်းမဲ့အာဏာကိုတိစောက်ပေးလိုက်တဲ့နိုင်ငံရေးလက်နက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ကျောင်းသားတွေရဲ့မူလရည်မှန်းချက်ကရှားပြင်အုပ်ချုပ်စဉ်ကအမေရိကန်နိုင်ငံဝင်ရောက်ဆွတ်ဖက်ခဲ့တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုကမ္ဘာကသိစေချင်တာဖြစ်ပါတယ်။အချိန်ကြာလာတဲ့အမျှဒီအရေးခင်းဟာနိုင်ငံတကာအဆင့်ပြဿနာတွေရဲ့အဖြစ်ကိုပြောင်းလဲလာပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဆွေးနွေးပွဲတွေလှုပ်လာရပါတယ်။ဆွေးနွေးပွဲတွေမှာဆိုလို့ရှိရင်အီရန်ဘက်ကအမေရိကန်ပါဝင်ပတ်သက်ခဲ့တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုပြစ်ဒဏ်ချနိုင်ဖို့နဲ့ရှားဘီရင်ကိုသူတို့ထံပြန်လွှဲပေးဖို့တောင်းဆိုခဲ့ပြီးတော့အမေရိကန်ဘက်ကတော့တစားကန်တွေကိုချက်ချင်းလွှတ်ပေးဖို့ကအဓိကတောင်းဆိုခဲ့ပါတယ်။1980ခုနှစ်ဇန်နဝါရီလမှာကုလသမဂ္ဂထွေထွေတွင်းမှုချုပ်ကိုယ်တိုင်တီရန်ကိုတွားရောက်ပြီးတော့စစ်ဆက်ညှိနှိုင်းဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့တီရန်ကိုရောက်ချင်းမှာပဲဒေါသထွက်နေတဲ့လူထုရဲ့ဝိုင်းဝန်းဆန့်ကျင်မှုကိုအပြင်းထန်ခံခဲ့ရပါတယ်။အချင်းတွေအရန်ဆိုးဝါးလွန်းတာကြောင့်အီရန်ရဲ့ခေါင်းဆောင်ဖြစ်လာသူခေါ်မင်းနေနဲ့တောင်တွေ့ခွင့်မရခဲ့ပဲနဲ့လက်ချီးပလာချက်ချင်းပဲလှည့်ပြန်ခဲ့ရပါတယ်။ဒီဖြစ်ရက်ကကုလသမဂ္ဂဟာဒီလိုအင်အားကြီးနိုင်ငံတွေကြားကဖြစ်ပေါ်နေတဲ့နိုင်ငံတကာအကြက်တဲတွေကိုဖြည့်ရှင်းနိုင်စွာမရှိဘူးဆိုတဲ့အချက်ကိုပေါ်လွင်သွားစေခဲ့ပါတယ်။တန်တမာရေးကြိုးပမ်းမှုတွေကြာရှုံးပြီးတဲ့နောက်မှာဒီတစားခံအရေးဟာဆိုလို့ရှိရင်အမေရိကန်သမ္မတဂျင်မီခါတာအတွက်တော့နိုင်ငံခြားရေးပြဿနာတစ်ခုတာမဟုတ်တော့ဘဲနဲ့ပြည်တွင်းနိုင်ငံရေးအကြက်တဲတစ်ခုဖြစ်ကိုစတင်ပြောင်းလဲလာခဲ့ပါတယ်။ရွေးကောက်ပွဲနီးကပ်လာတဲ့အမျှလူထုရဲ့ဖိအားပေးမှုတွေကပိုပြီးတော့ပြင်းထန်လာပြီးတော့စစ်ရေးအရဝင်ရောက်ဆွတ်ဖက်ဖို့အထိကိုတောင်းဆိုတမ်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့ခါတာအစိုးရအတွက်တော့စီးရသုံးလိုက်မယ်ဆိုလို့ရှိရင်အတိတ်ကသူတို့အမားတွေလုပ်ခဲ့တာကိုအတိပြုတ်ပေးတယ်လို့ဖြစ်သွားနိုင်ပြီးတော့မသုံးခဲ့ပြန်ရင်လည်းအမေရိကန်အားနည်းနေတယ်ဆိုတော့ဘာလို့မှားနိုင်တဲ့အခြေအနေတွေကိုရောက်လို့နေခဲ့ပါတယ်။နောက်ဆုံးတော့အီရန်ပေါ်စီးပွားရေးပိတ်ဆို့ဖို့တန်တမာအဆက်တွေဖျက်တောက်ဖို့နဲ့စီးရဝင်ရောက်ကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတန်တမာရေးကိုဒါပဲဦးစားပေးနေစေဆိုတဲ့ပုံရိပ်ကိုထိန်းထားပြီးတော့ပြင်သစ်နိုင်ငံပါရီမြို့မှာအီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုတွေဆက်လက်ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အမှန်တကယ်တော့ဒီတန်တမာရေးဆွေးနွေးမှုတွေကပြည်ပခါကိုငြိမ်းချမ်းစွာဖြစ်ရှင်းဖို့မဟုတ်တော့ဘဲနဲ့စီးရေးအရာလိုအပ်တဲ့ပြင်ဆင်မှုတွေလှုပ်ဆောင်ဖို့အချိန်ကိုဆွဲဆန့်တဲ့မဟာဗျူဟာမြောက်ပြင်ဆင်မှုတွေဖြစ်ပါတယ်။ဒီလိုအချိန်ကိုဆွဲဆန့်နိုင်ခြင်းရဲ့အဆုံးမှာတော့ Operation Eagle Claw ဆိုတဲ့စစ်စင်ရေးကြီးပေါ်ပေါက်လာခဲ့ပါတယ်1980ခုနှစ်ဧပြီလ24ရက်ညပိုင်းမှာအမေရိကန်အထူးတပ်ဖွဲ့ဝင်တွေကရဟတ်ယာဉ်8စီးလေယာဉ်6စီးနဲ့အီရန်နိုင်ငံထဲကိုလျှို့ဝှက်ဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့မျောလင့်မထားတဲ့တဲမုန်တိုင်းတွေစက်ပိုင်းဆိုင်ရာချိုးယွင်းမှုတွေကြောင့်စစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်ဖို့မဖြစ်နိုင်တော့ပါဘူး။စုတ်ခွာဖို့စ조사ဆင်မှာပဲရဟတ်ယာဉ်တစ်စီးနဲ့လေယာဉ်တစ်စီးတို့တိုက်မိပေါက်ကွဲခဲ့ပြီးတော့အမေရိကန်စစ်သည်10ဦးအသက်ရှုံးခဲ့ပြီးတော့စစ်စင်ရေးကြီးကလည်းကြာရှုံးခဲ့ပါတယ်။ဒီစစ်စင်ရေးကြာရှုံးမှုကအယာထိုလာကွန်မြူနတီအတွက်တော့အဖိုးတန်တဲ့ဝါဒဖြန့်ချီရေးလက်နက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ကွန်မြူနတီကဖျားတခင်ကငါတို့ဘက်မှာရှိပြီးတော့တဲမုန်တိုင်းတွေကနေတဆင့်အမေရိကန်ကိုအပြစ်ပေးလိုက်တာဆိုတဲ့ narrative ကိုအသုံးချပြီးတော့အမေရိကန်မုန်းတီးရေးကိုပုံမခိုင်မာအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်
ထူးဆန်းစွာပဲဒီလိုတစားကန်အကြက်တဲကြီးဖြစ်ပွားနေစဉ်မှာပဲ1980ခုနှစ်စက်တင်ဘာ22ရက်နေ့မှာအီရတ်ကနေအီရန်နိုင်ငံကိုကျူးကျော်ခဲ့ပါတယ်။အီရန်အစိုးရကတော့ဒီကျူးကျော်စစ်ပွဲဟာအမေရိကန်ရဲ့မီးစင်ပြမှုကြောင့်လို့ဆွဆွဲခဲ့ပါတယ်။တကယ်လက်တွေ့မှာလည်းအမေရိကန်ကအီရတ်ကိုငွေကြေးလက်နက်နဲ့ထောက်လှမ်းရေးသတင်းတွေကိုလျှို့ဝှက်ပံ့ပိုးပေးခဲ့ပါတယ်။ဒါပေမဲ့ဒီစစ်ပွဲကပဲတစားကန်ရေးကိုနိုင်ငံရေးအပေးယူစပွဲဝိုင်းစီတို့မဖြစ်မနေတွန်းပို့လိုက်တဲ့အချက်ချာဖြစ်လာပါတယ်။အီရန်နိုင်ငံကအီရတ်ကျူးကျော်စစ်ပွဲအတွက်လိုအပ်တဲ့ဘဏ္ဍာငွေရရှိဖို့အတွက်အမေရိကန်ဘဏ်တွေမှာသိမ်းခံထားရတဲ့သူတို့ရဲ့ငွေတွေကိုပြန်လည်ရရှိဖို့တစားကန်တွေကိုအသုံးချပြီးတော့ကစားလာခဲ့ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်နိုင်ငံကြီးကအပြောင်းလဲဖြစ်လာပါတယ်။တန်တမာရေးကိုဦးစားပေးလွန်းတဲ့ဂျင်မီကာတာအစားစစ်ရေးအင်အားကိုပုံမအလေးထားတဲ့ရော်နယ်ရီဂန်ကရွေးကောက်ပွဲမှာအနိုင်ရလာပါတယ်။ဒီအခြေအနေတွေကအီရန်ကိုဖိအားဖြစ်စေခဲ့ပြီးတော့တစားကန်ရေးကိုဆက်လက်အချိန်ဆွဲထားခြင်းကပို့ပြီးတော့အန္တရာယ်များလာနိုင်ပါတယ်။ဒါကြောင့်ပဲနောက်ဆုံးမှာတော့အပေးယူလုပ်ခဲ့ကြပါတယ်။ဒီလိုနဲ့1982ခုနှစ်ဇန်နဝါရီလ20ရက်နေ့သမ္မတသစ်ရော်နယ်ရီဂန်ရဲ့ကျန်းသစ္စာကျိန်ဆိုပွဲပြီးဆုံးသွားတဲ့အခိုက်အတန့်လေးမှာတင်အီရန်နိုင်ငံကတစားကန်တွေကိုလွှတ်ပေးခဲ့ပါတယ်။ဒါကမတော်တဆလှုပ်ဆောင်တာမဟုတ်ဘဲနဲ့အမေရိကန်ကိုနိုင်ငံရေးအရာနောက်ဆုံးကြိမ်ထိအရှက်ခွဲနိုင်လိုက်တဲ့လုပ်ရတစ်ခုလည်းဖြစ်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကအမေရိကန်နိုင်ငံရဲ့အတွင်းမှာတော့အရှုံးပေးလိုက်ရတဲ့ခံစားချက်ကိုကြံ့ရစ်စေခဲ့ပါတယ်။ဒါကြောင့်လဲ1988ခုနှစ်မှာဒေါ်နယ်ထရန့်က The Guardian နဲ့အင်တာဗျူးမှာအီရန်ကအမေရိကန်ကိုစိတ်ပိုင်းဆိုင်ရာအရအနိုင်ယူပြီးတော့ကမ္ဘာ့ရှေ့မှာအရှက်ခွဲနိုင်ခဲ့တယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။တစ်ဖက်မှာလည်းရှားပြင်ခေတ်ကအီရန်ရဲ့အရင်ဆုံးမဟာမိတ်နိုင်ငံအဖြစ်ရပ်တည်ခဲ့တဲ့အစ္စရေးနိုင်ငံဆိုလို့ရှိရင်1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးလှိုင်းတဲ့အတူအီရန်နိုင်ငံထဲမှာဆိုလို့ရှိရင်ပြင်းထန်တဲ့အစ္စရေးမုန်းတီးရေးလှိုင်းကိုဓာတ်ရိုက်ရင်ဆိုင်လာရပါတယ်။ဒီလိုနဲ့1989ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာဆိုလို့ရှိရင်ဒေါ်လာထွက်နေတဲ့အကြောင်းသားလူထုဟာဆိုလို့ရှိရင်တီဟီရန်မှာရှိတဲ့အစ္စရေးတိုင်ယုံကိုစီးနှင်းဝင်ရောက်ခဲ့ပါတယ်။အခြေအနေတွေကဆိုးဝါးလွန်းတာကြောင့်အစ္စရေးတန်တမန်တွေကဆိုလို့ရှိရင်အသက်ဘေးကလွတ်မြောက်ဖို့လျှို့ဝှက်ပုန်းရှောင်ရင်အီရန်နိုင်ငံထဲကနေခက်ခက်ခဲခဲထွက်ပြေးသိမ်းရှောင်ခဲ့ရပါတယ်။ဒါကနှစ်နိုင်ငံဆက်ဆံရေးကိုနောက်ပြန်မလှည့်နိုင်တော့မယ်အလှည့်ပြောင်းတစ်ခုရဲ့အစာပဲဖြစ်ပါတယ်။ဒီနေရာမှာအယာတိုလာခိုမင်းနီရဲ့ဘာသာရေးအခြေပြုနိုင်ငံရေးအယူဝါဒကလည်းနှစ်နိုင်ငံဆက်ဆံရေးကိုမိတ်ဖက်ကနေရန်သူအဖြစ်ကိုယုံကြည်ပြောင်းလဲပစ်ခဲ့ပါတယ်။ခိုမင်းနီကအစ္စရေးကိုတာမန်နိုင်ငံတစ်ခုလိုသဘောမထားဘဲနဲ့အစ္စလမ်ကဘာကိုဖိနှိပ်နေတဲ့ဖျက်ဆီးနေတဲ့ဇီယွန်ဝါဒီကျူးကျော်တဲ့အဖွဲ့အစည်းဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါကြောင့်ပဲအီရန်ဆိုရတစ်ဟာဆိုလို့ရှိရင်အစ္စရေးကိုနိုင်ငံဖြစ်အသိမှတ်မပြုတော့ဘဲနဲ့တန်တမန်ရေးအရာဆက်ဆံမှုတွေအပြီးတိုင်ဆွန့်ပစ်လိုက်ပါတယ်။တနည်းအားဖြင့်ဆိုလို့ရှိရင်ရှားပြင်ခေတ်ကရှိခဲ့တဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဘဝကနေကွန်မြူနတီလက်ထက်မှာတော့အယူဝါဒဆိုင်ရာထိပ်တိုက်ရင်ဆိုင်ရမယ့်ရန်သူအဖြစ်တို့ပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုထိပ်တိုက်ရင်ဆိုင်ရမှုတွေကိုပိုပြီးပေါ်လွင်စေတဲ့လုပ်ရပ်ကတော့အစ္စရေးရဲ့အဓိကရန်သူဖြစ်တဲ့ပါလက်စတိုင်းလွတ်မြောက်ရေးခေါင်းဆောင်ယာဇာအာရဖတ်ကိုတီဟီရန်ကိုဖိတ်ခေါ်ပြီးတော့နိုင်ငံတော်ကြီးကတအူးလိုခန်းခန်းနာနာကြိုဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါကတနည်းအားဖြင့်တော့အစ္စရေးကိုတိုက်ရိုက်စိန်ခေါ်လိုက်တဲ့မဟာဗျူဟာမြောက်ကြေညာချက်တစ်ခုလည်းဖြစ်ပါတယ်။အာရဖတ်က1969ခုနှစ်ကတည်းကပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ကိုဦးဆောင်လာသူဖြစ်ပြီးတော့သူတို့ရဲ့အဓိကရည်မှန်းချက်ကတော့တိကျလွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံထူထောင်မှုဖြစ်ပါတယ်။အဲဒီ1990ကာလအတွင်းမှာဆိုလို့ရှိရင်ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ကလက်ဘနွန်နိုင်ငံတောင်ပိုင်းမှာအခြေစိုက်ပြီးတော့အစ္စရေးနိုင်ငံမြောက်ပိုင်းနယ်စပ်တစ်လျှောက်မှာပျောက်ကြားစစ်တွေကိုအရှိန်ဟုန်နဲ့ဆောင်ရွက်နေတဲ့ကာလလည်းဖြစ်ပါတယ်။ဒီအာရဖတ်ကတီဟီရန်ခရီးစဉ်မှာဆိုလို့ရှိရင်စစ်ရေးအကူအညီတောင်းခံခြင်းတာမကဘဲနဲ့အီရန်နိုင်ငံကိုပါလက်စတိုင်းအရေးကိစ္စရဲ့အဓိကမဟာမိတ်အဖြစ်ဆွဲသွင်းနိုင်ခဲ့ပါတယ်။ပြီးတော့ဒီတွဲဆုံမှုကပဲအရှေ့လယ်ပိုင်းဒေသတစ်လျှောက်မှာဆိုလို့ရှိရင်မဟာဗျူဟာဆိုင်ရာအင်အားချိန်ခွင်ရှာကိုပြောင်းလဲသွားနိုင်ခဲ့ပါတယ်။အဲဒီနေ့မှာပဲအယာတိုလာခိုမင်းနီကမွတ်စလင်ကဘာတစ်ခုလုံးကြေညာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီနေ့ကစပြီးအီရန်နိုင်ငံကဆိုလို့ရှိရင်ပါလက်စတိုင်းရေးရဲ့အမာခံကြောက်ထောက်နောက်ခံပြုတော့မယ်။တနည်းအားဖြင့်အီရန်ကပါလက်စတိုင်းကိုကူညီတော့မယ်ဆိုပြီးတော့ပြတ်တတ်တာပြောကြားခဲ့ပါတယ်။ပို့ပြီးတော့ပြင်းထန်တဲ့လုပ်ရက်ကတော့အရင်ကအစ္စရေးတန်ယုံရှိခဲ့တဲ့အဆောက်အအုံမှာပါလက်စတိုင်းတန်ယုံအဖြစ်ကိုအစားထိုးဖွင့်လှစ်ပေးခဲ့ပါတယ်။ဒါကအစ္စရေးနဲ့ဆက်ဆံရေးအားလုံးကိုအပိတိုင်ဖျက်ဆီးလိုက်ပြီဆိုတာကိုကဘာကိုပြသလိုက်တဲ့တန်တမန်ရေးရာထုံးတဲ့ချက်တစ်ခုဖြစ်တယ်လို့ပဲအရှေ့လယ်ပိုင်းဒေသကိုမငြိမ်မသက်ဖြစ်စေမဲ့ဂျားကန်စစ်ပွဲတွေရဲ့အစာပြိုးရလည်းဖြစ်လာပါတော့တယ်။ Came here to fight and destroy the terrorist organizations that have been killing and murdering our people for years and years. That is our goal here. ဒီလိုနဲ့1982ခုဇွန်လ6ရက်နေ့ဟာအရှေ့လယ်ပိုင်းရဲ့အနာဂတ်ကိုပြောင်းလဲပစ်လိုက်တဲ့နေ့တစ်နေ့ဖြစ်လာခဲ့ပါတယ်။အဲဒီနေ့မှာအစ္စရေးကပြည်တွင်းစစ်ကြောင့်
အစိတ်စိတ်အမောင်မှာပျော်ကွဲနေတဲ့လက်ဘနွန်နိုင်ငံထဲကိုစစ်တီအင်အား9000နီးပါးတင်ကားထောင်ချီလေကြောင်းအင်အားအပြည့်စုံသုံးပြီးတော့အလုံးရင်းနဲ့ကိုကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။အစ္စရေးရဲ့ဒီကျူးကျော်စစ်ခါလက်ဘနွန်တောင်ပိုင်းကိုအခြေစိုက်ပြီးတော့အစ္စရေးနိုင်ငံမြောက်ပိုင်းကမြို့တွေကိုတိုက်ခိုက်နေတဲ့ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ကိုချေမှုန်းဖို့ဖြစ်ပါတယ်။ဒီစစ်စင်ရေးကိုအစ္စရေးကဂါလိလီဒေသငြိမ်းချမ်းရေးလို့နာမည်ပေးခဲ့ပါတယ်။ဒါပေမဲ့လက်ဘနွန်ပြည်သူတွေအတွက်တော့ငရဲခမ်းတစ်ခုအစာပြိုးတဲ့စစ်စင်ရေးဖြစ်ခဲ့ပါတယ်။အစ္စရေးစစ်တပ်ကသင်္ကာတပ်ဖွဲ့ဟာလက်ဘနွန်တောင်ပိုင်းကရွာတွေကိုမြေလံဖျက်ဆီးပြီးတော့မြို့တော်ဘေရွတ်အထိတရှိန်ထိုးချီတက်လာခဲ့ပါတယ်။အနောက်ဘေရွတ်မြို့ကိုဝိုင်းဝန်းပိတ်ဆို့ပြီးတော့ရေမီးနဲ့စားနပ်ရိက္ခာတွေအကုန်ဖျက်တောက်ခဲ့တယ်လို့ပဲလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းရက်ဆက်ဆက်ပြုလုပ်ခဲ့ပါတယ်။အစ္စရေးရဲ့ဒီလိုပြင်းထန်တဲ့ထိုးစစ်ကြောင့်လက်ဘနွန်နိုင်ငံထဲမှာဆိုလို့ရှိရင်အရက်သားပြည်သူထောင်ပေါင်းများစွာကအသက်ဆုံးရှုံးခဲ့ရပြီးတော့ဆေးရုံနဲ့လူနေအိမ်တွေဟာလည်းအပျက်စီးပုံဖြစ်ကိုပြောင်းလဲကုန်ပါတော့တယ်။ဒီလိုအခြေအနေထဲမှာအဆိုးဝါးဆုံးကတော့အစ္စရေးစစ်တပ်ကအကာအကွယ်နဲ့ဒေသခံခရစ်ယာန်ဘာသာရေးအခြေပြုပြည်သူစစ်တွေကပါလက်စတိုင်းဒုက္ခတွေကိုရက်ဆက်ဆက်တပ်ပြတ်ခဲ့တဲ့ဆာဘာရာနဲ့ဆာထီလာလူမျိုးတုံးတပ်ဖြတ်မှုတွေပဲဖြစ်ပါတယ်။ဒီနေရာမှာလူခွင့်ရေးကိုအစင်တစိုက်အလေးထားကြောင်းကြေညာလေးရှိတဲ့အမေရိကန်ရဲ့အခမ်းကဏ္ဍကမေခွန်းထုတ်စရာဖြစ်လာပါတယ်။လက်ဘနွန်နိုင်ငံတွင်းမှာအစ္စရေးရဲ့ကျူးကျော်စစ်ကြောင့်လူမျိုးတုံးတပ်ဖြတ်မှုတွေအပါအဝင်လူခွင့်ရေးချိုးဖောက်မှုများစွာဖြစ်ပေါ်နေပေမဲ့အမေရိကန်အပါအဝင်အင်အားကြီးနိုင်ငံအချို့ကမျက်ကွယ်ပြုထားခဲ့ပါတယ်။တကယ်တော့လက်တွေ့နိုင်ငံတကာရေးရာနယ်ပယ်မှာဆိုရင်ကျင်းဝတ်နဲ့စံနှုန်းတွေထက်အကျိုးစီးပွားကပဲအရာရာကိုအဆုံးဖြတ်ပေးနေတာကိုမကြာခဏတွေ့ရပါတယ်။အင်အားကြီးနိုင်ငံတွေအတွက်တော့လူခွင့်ရေးဆိုတာဟာသူတို့ရဲ့အကျိုးစီးပွားကိုတရားဝင်အောင်ဖုံးကွယ်ပေးထားတဲ့နိုင်ငံရေးဘာသာစကားတရက်ပဲဖြစ်နေတာကတော့ဒီနေ့ခေတ်ကအမှန်တရားပါ။ပြန်ဆက်ရရင်လက်ဘနွန်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုအီရန်ကလုံးဝလက်မခံနိုင်ခဲ့ပါဘူး။ဒါပေမဲ့သူကိုယ်တိုင်ကလည်းအီရန်နဲ့စစ်ပွဲကြီးဆင်နွှဲနေရတဲ့အတွက်ကြောင့်အစ္စရေးကိုနောက်ထပ်စစ်မျက်နှာတစ်ခုဖွင့်ပြီးတော့ဓာတ်ရိုက်ရင်ဆိုင်မှုအင်အားလုံးဝမရှိခဲ့ပါဘူး။ဒီလိုနဲ့အယာတိုလာခိုမင်းရဲ့အီရန်ဆိုရကအစ္စရေးအပေါ်ရေရှည်ဗျူဟာတစ်ခုကိုစတင်ချမှတ်လိုက်ပါတယ်။ဒါကတော့အစ္စရေးနဲ့ဓာတ်ရိုက်စစ်ပွဲဆင်နွှဲတာကိုရှောင်ရှားပြီးတော့သူ့ရဲ့အနည်းဆုံးနေရာမှာပရောက်စီတစ်ခုကိုထားပြီးတော့ဒုက္ခပေးဖို့ပါ။တစ်ဖက်မှာလည်းဘေရွတ်နဲ့လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့စီဟိုက်လူတို့ကအချိန်တိုင်းသေမင်းနဲ့ရင်ဆိုင်နေရပါတယ်။နောက်ဆုံးမှာတော့အစ္စရေးစစ်တပ်ကဒရက်ဆက်ထိုးစစ်တွေကြောင့်အာရဖတ်ကသူ့ရဲ့ပါလက်စတိုင်းလွတ်မြောက်ရေးရဲဘော်တွေနဲ့အတူလက်ဘနွန်ကိုစွန့်ခွာပြီးတော့တူနီးရှားကိုထွက်ပြေးသိမ်းရှောင်ခဲ့ရပါတယ်။ဒီရလဒ်ကိုအခြေခံပြီးတော့အစ္စရေးခေါင်းဆောင်တွေကပါလက်စတိုင်းပြဿနာတော့ပြီးသွားပြီလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့လက်ဘနွန်ကျူးကျော်စစ်ကအဆုံးသက်တစ်ခုမဟုတ်ခဲ့ဘဲနဲ့ဒေသအတွင်းမှာပုံမှုရှုပ်ထွေးလာမဲ့ဇလန်တစ်တစ်ခုရဲ့အစဖြစ်သွားခဲ့ပါတယ်။လက်ဘနွန်တောင်ပိုင်းကနေပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ဆုတ်ခွာသွားတဲ့အခါမှာဒေသအတွင်းမှာဆိုလို့ရှိရင်အာနာလေဟာနယ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဆိုပါအာနာလေဟာနယ်ကိုအမုန်းတရားအညှိုးသေးနာကျင်မှုတွေပြည့်နေတဲ့လက်ဘနွန်လူငယ်တွေကပြန်လည်ဖြစ်စည်းပေးလိုက်ပါတယ်။ဒီလူငယ်တွေကအီရန်ကိုတွားရောက်ပြီးတော့ခေါ်မင်းတွေကိုသူတို့ရဲ့လမ်းပြခေါင်းဆောင်အဖြစ်တစ္ဆာဆိုခဲ့ကြပါတယ်။အီရန်အတွက်တော့ဒေတာအတွင်းမှာအင်အားအကောင်းဆုံးဘရော့ဇီတစ်ခုကိုတိစောက်သွားနိုင်ခဲ့တဲ့အခွင့်အရေးတစ်ခုဆိုပါတော့ဒီလိုနဲ့1982ခုနှစ်နွေရာသီမှာလက်ဘနွန်ရှီယိုက်ခေါင်းဆောင်တွေဟာအီရန်ရဲ့အကူအညီနဲ့အစ္စရေးကိုခုခံမှုလက်ဘနွန်အစ္စလာမစ်ခုခံရေးအဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။အဆိုပါအဖွဲ့ဟာ1985ခုနှစ်မှာတော့လက်ရှိကမ္ဘာသတင်းတွေမှာမကြာခဏတွေ့နေရတဲ့ဟစ်ဘိုလာဆိုတဲ့နာမည်ကိုပြောင်းလဲခဲ့ပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့အစ္စရေးကိုလက်နက်ကင်ခုခံပြီးတော့လက်ဘနွန်မြေပေါ်ကနေအပိပိုင်မောင်းထုတ်ဖို့ပါတခါတည်းမှာစစ်ပွဲတစ်ခုကအဖွဲ့အစည်းတစ်ခုဒါမှမဟုတ်ရန်သူတယောက်ကိုချေမှုန်းနိုင်ခဲ့ပေမဲ့လူတို့ရဲ့နာကျင်မှုနဲ့မုန်းတီးမှုကိုပိုကြီးထွားအောင်လုပ်မိရင်တော့အောင်မြင်ပါတယ်ထင်ရတဲ့စစ်ပွဲတွေကပဲပိုအင်အားကြီးမားတဲ့ရန်သူအသစ်တွေကိုမွေးထုတ်ပေးလေရှိတယ်ဆိုတာကဟစ်ဘိုလာဖြစ်စဉ်မှာတွေ့နိုင်ပါတယ်